မင်္ဂလာညချမ်းပါလို့ကဲဒီည final မူပြမယ်ညလေးဖြစ်ပါလိမ့်မယ်ကဲဒီညဆိုရင်တော့ final ညလေးပါပဲကိုလေးရလာတော့ဟိုအဖြစ်တော့နော်ဒီစုံတော့ကဲရင်းစီကိုရဲ့ final ညာလေးကိုအားလုံးမြင်အောင် share ပေးလိုက်ပါဗျာကို share ထားလို့ဗျာကိုပြန်ကြည့်လို့ရတော့မင်္ဂလာညချမ်းပါနာမည်လေးတော့ဖတ်ပြရစီကိုအေးစိဒီလေကိုကျော်နိုင်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဗျာနော်ကိုကျော်နိုင်အောင်သူရဟုတ်ကဲ့နော်ကိုအောင်သူကိုထွင်းစိတ်လာမင်းတာမင်္ဂလာညဖိုင်နယ်ပွဲအောင်ပါစေဟုတ်ကဲ့ကိုကျော်ဆောင်မင်္ဂလာညချမ်းပါဗျာကိုလာရဟုတ်ကဲ့နော်ဒါနင်းဒီကိုရဲ့အမခံချစ်ပရိသတ်ကြီးအမခံချစ်ပရိသတ်ကြီးကိုဒီလိုရင်နော်ကိုအကောက်ခဲ့တကယ်အမခံနေပါနော်ကိုအောင်သူဟုတ်ကဲ့ပါဗျာနော်ကဲဖိုင်နယ်ညာလေးကိုစားပါတော့မယ်နော်ရာတူဝေချင်းလေးနဲ့တော့အားပါတော့မပြောတော့ပါကဲအားလုံးမင်္ဂလာညချမ်းပါနော်ကဲကိုဆိုတဲ့လူကြီးဒါဖိုင်နယ်မူအရင်ပြလိုက်မယ်နော်မူကဒီထဲလေကနရိုက်ပြီးမှကျွန်တော်အဲ့ထဲသလုံးလေရွေးပြမယ်နော်ဒါဖိုင်နယ်မူရိုက်ပြလိုက်မယ်ပေါ့နော်ဖိုင်နယ်မူရိုက်ပြလိုက်မယ်တော့ဖိုင်နယ်မူပေါက်မယ်ကနတော့ဒီနှစ်တက်ကနေပေါက်မှာတော့ကနတော်တော်လေးပေါ့လေအဆင်ပြေတဲ့နံပါတ်ပေါ့နော်မုံနေလားမသိဘူးပြန်တော့ရလားမြင်လားမသိဘူးကိုကျော်နေမပန်းဝင်တဲ့ညာနဲ့မကြိုက်ဘူးဖြစ်နေလို့လေကိုကျော်နေအဲတော့တူဒီပါညာဆိုတော့မပန်းဝင်နဲ့ကြိုက်တယ်နော်တူဒီရလဲခါတော့နှစ်ပိန်လုံးချားတာပဲဒီနေ့တော့နှစ်ပိန်လုံးတော့ချားတာပဲ63 36သက်ဆွဲတော့ပြောင်းပြန်ဖြစ်တာပေါ့ကိုကတော့ဒဲပေါ့နော်ကိုကတော့ကိုပေါ့နော်ရှစ်ဘရိတောက်ရှောက်အောင်လာဗျာအဲ့ဘရိကြီးရလေအဲ့တော့ကိုတော့တီချာလေးကိုဂယူဆိုင်ပြီးဆွဲပေးရတယ်ကောင်းပါလေတချို့လေတော်ပေါက်ကြလိုက်ဗျာနော်ဝမ်းသာပြီးပါလေဗျာဘာပြပြပေါ့လေပေါက်ကြတော့လေဝမ်းသာပြီးပါဒါ 3D ထိုးဖို့တော့ရပြီနည်းနည်းတော့ချင်းချိတ်ပြီးဆောကြပေါ့နော်ဒီနေ့တက်တော့ပေါက်ကနဖြစ်နိုင်နေတော့ဒီကောင်ပေါက်ကနဖြစ်နိုင်နေအဲ့ကနရဲ့ဒိဗေတွေကဒါအခုချက်ချင်းဖိုင်နယ်မူထိုးချလိုက်တာပြန်နော်ဒီနေ့တက်ဆိုရကနသူထဲတဲ့နေရာမှာပေါ့လေသူကဒီနောက်သုံးလုံးခေါ်သူဆောတာတော့ကနန်းပြီးဆောလိုက်တာတော့ဗျာဒီနံပါတ်6နဲ့ဒီ3လုံးတက်နေခေါ်လို့တော့ကနန်းပြီးဆောထားတယ်ကနန်းမေနော်သူအဲ့လိုတေချာဆောလိုက်တယ်ကနန်းမေတ
ဒါကျွန်တော်ဟိုဝိကဝိုက်ကမပြောဘူးဗျတေပြောရတာဝိကဝိက်ကပြောမယ်ဆိုတော့ပြောစရာတွေအများကြီးဖြစ်သွားလိမ့်မယ်အဲ့လိုဝိကဝိုက်ကလည်းကျွန်တော်မလုပ်ချင်တော့ဒါတေချာသေးတာဒီနံပါတ်6နဲ့ဒီကနာ3လုံးတင်တဲ့ခွန်ဆိုရဲကနာဖြစ်နာခွန်ဆိုရဲကနာဖြစ်ဒါရှင်းပြမှာပေါ့လေအဲ့လိုပဲချလိုက်ပြနော်ဒါကြတော့ကျွန်တော်ကတွတ်ထုတ်ရမယ်ကနာကိုပြောမှာဗျဒါဟိုပုံစံပြောပြတာဒါပုံစံဝင်လာတဲ့နံပါတ်ပြောပြတာဒီမှာလဲတူပဲဗျဒီ3.9မှာတကယ်ပေါက်ကနန်းထေတာဒီကနာ3လုံးနဲ့ဆိုလို့ရှိကျွန်တော်တို့ဒီနံပါတ်4နဲ့ဒီ3လုံးရှင်းနဲ့လို့အဲ့ကနာမျိုးပြင်းထေတာဗျဒီနံပါတ်4နဲ့ဒီကနာ3လုံးရှင်းနဲ့ဆိုလေကနာကိုဒီ393ညာနဲ့လို့ကနာတိချဖို့ထေတာဒါလည်းတူပဲဗျဒီ3ညာခွန်ဆိုရဲကနာ4ဖြစ်တယ်အဲ့ကနာ3လုံး4လို့ဖြစ်ဒီမှာအလဲတိုင်းနံပါတ်ခွန်ရှိတယ်ဒီနံပါတ်ခွန်နဲ့ဒီကနာ3လုံးခွန်နဲ့4လို့သူကအဲ့လိုထေတာသူအဲ့လိုထေတာအဲ့3ခွန်လေနာအမှကျွန်တော်ဒီနံပါတ်ခွန်ဒီခွန်နဲ့ဒီကနာ3လုံးခွန်နဲ့4လို့ဖြစ်ဒီ3ညာခွန်4လို့ကနာအပိုင်ထေတာအဲ့တော့ဒီနေရာမှာလဲတူပဲဗျာဒီ3ခွန်ရှမကနန်းဆော်လိုက်တာဒီကနန်း3လို့8လို့ဖြစ်ကျွန်တော်တို့ဒီနံပါတ်9အဲ့နံပါတ်9နဲ့ဒီကနန်း3လို့9နဲ့ဆို8ဆိုရကနန်းဆော်တော့တာဒီနံပါတ်9အဲ့9နဲ့ဒီကနန်း3လို့9နဲ့8ဆိုရင်ဒီ3ခွန်8ဆိုရကနန်းသူအဲ့လိုလေးကနန်းထေတော့တဲ့နံပါတ်ဒီဖြစ်တယ်သူအဲ့တော့ဒီထဲမှာကျွန်တော်ရိုက်မှာပေါ့ဗျာဒီနှစ်ကြီးနဲ့ဒီကနန်း3လုံးဘာဖြစ်လို့ရှိရင်ကျွန်တော်ဒီကနန်း3လုံးကဘက်ညီမေကနန်းနဲ့ကျွန်တော်ရိုက်ထဲမှာတော့ဖြစ်တယ်ဒါအဲ့လိုရိုက်ထဲမေကနန်းကိုတွက်ရမှာပေါ့ဗျာမတွက်လည်းဘယ်သူကလကားလာပေးမလဲနော်တွက်ရမှာပေါ့ဒါ3ခုခွန်ထွက်တယ်နော်ဒါ3ခုခွန်ထွက်တယ်ဒါ6ခွန်ထွက်တယ်ဒါအကျေတဝင်းကျွန်တော်မရှင်းတော့အဲ့လောက်ဆိုရှင်းပြီးထင်လို့ဟိုအကျေကြီးဟိုတောင်ပြောမြောက်ပြောမပြောတော့ဒီအုပ်စုတောင်ပြောမြောက်ပြောကြာတော့လိမ့်မယ်ရှင်းတာဝဲကြည့်ပြီးချပြဒါတူပဲပု္ပ္ပစာတော့ဒါပဲ 3D ဒါပဲသူပု္ပ္ပစာကတော့ final မှုဆိုတာဘာမှတော့မဟုတ်ဒါတော့ကျွန်တော်10လုံးပေါက်ရိုက်ပြီးတာနေအဲ့နံပါတ်1ကွက်ကဘယ်နေရာမှာရှိလဲဆိုကျွန်တော်လိုက်ရိုက်တော့မယ်နော်အဲ့ဒီ10လုံးပေါက်ရိုက်ပြီးရတဲ့ဘယ်နေရာမှာရိုက်မလဲဆိုတာအဲ့လိုက်ရိုက်မှဖြစ်တယ်အဲ့ဒီကနန်းကတော့တင်ထားတဲ့သူကတော့မင်းကုတာနေတင်ထားတဲ့အောက်လိုင်းနေဆွဲထားတဲ့နံပါတ်လေးတစ်ခုတော့ဖြစ်တယ်မင်းညာပြမလို့ကျွန်တော်မပြဘူးကနန်းတိချစစ်ပြီးမှဒါပြပေးမယ်ဆိုတဲ့သူ့ရဲ့နံပါတ်ဒီအောက်ကနေသူကလန်ဒါနေဆွဲတက်ထားတဲ့နံပါတ်လေးတစ်ခုဒါအဲ့ကနန်းလေးကိုကျွန်တော်တိချစစ်ပြီးတော့ရိုက်တော့တောက်လျှောက်ရိုက်နေတာပဲဗျာထွက်လာကိုကံပေါ့ဗျာเนาะကျွန်တော်လည်းခဏရိုက်တယ်အဲ့နံပါတ်ကြီးဒါမဲ့ဒီနေရာမှာပေါ့နော်အခုကျွန်တော်တို့အတီးပြုမဲ့ကနန်းပေါ့ဗျာနော်ဒါတော့ပေါ့ပြီးတော့ဒါ3လုံးတက်လို့ဒီ6ကြီးနေဆိုရင်ခွန်ကြီးဖြစ်တာလို့ခွန်ဆိုရကနန်းဖြစ်တာလို့အဲ့ခွန်ဒီ4တက်နဲ့ခွန်လို့ကနန်းရိုက်တာလို့ဒီနံပါတ်4နဲ့ဒီ3လုံး8နဲ့ဆိုနှစ်ကြီးလို့အဲ့နဲ့လို့အဲ့နဲ့ဆိုဒီ393ညာနဲ့လို့ရိုက်တာလို့
ကောင်းတဲ့ချက်နောက်တော့တယ်ကွာဒီခွန်နဲ့သုံးလုံးခွန်နဲ့လေးလူထဲတာလေးလူဒီတုံညာခွန်လေးလူထဲတာဒီကိုနဲ့သုံးလုံးကိုရှစ်လူထဲတာဒီသုံးလုံးရှစ်လူထဲတာဒီကနန်းဘာထဲမလဲဆိုတော့ကျွန်တော်တို့ဒီအလေအကနန်းတစ်လုံးအတီးယူလိုက်မယ်ဒီထိတ်စည်းတွေနောက်ကနန်းနေရာကောင်းတာတော့တအားကောင်းနေပြန်နော်အဲ့တော့အလေကနန်းပဲဥတီပြီးယူလိုက်ပြီဗျာကျွန်တော်ပြောခဲ့တဲ့တုံညာပဲချားပြီဗျာနော်အဲ့ကနန်းပဲချားပြီဒီကနန်းသုံးလုံးခွတ်နဲ့ဒီသုံးလုံးသုံးတဲ့တုံညာလုံးဝမဖြတ်တော့ဘူးဗျာနော်မဖြတ်တော့ဘူးဒီသုံးလုံးငါးနဲ့ဒီကနန်းသုံးလုံးငါးနဲ့တုံညာမဖြတ်တော့ဘူးဗျာနော်ဒီကနန်းသုံးလုံးသုံးနဲ့ဒီကနန်းသုံးလုံးခွတ်နဲ့တုံညာလို့ကျွန်တော်မဖြတ်တော့ဘူးဗျာနော်ကျွန်တော်အဲ့ဒါပဲရည်ပြီးရိုက်မယ်ဆိုတော့အဲ့ဒါပဲချရမယ်ဒီတင်ကြည့်နဲ့ဒီကနန်းသုံးလုံးကိုးနဲ့တုံညာမဖြတ်တော့ဘူးဗျာနော်အဲ့တော့ဒီကနန်းသုံးလုံးတင်နဲ့ဒီကနန်းသုံးလုံးကိုးနဲ့တုံညာအလေတိုင်းနံပါတ်တုံညာကိုလုံးဝမဖြတ်တော့ဘူးဗျာရိုက်ပြီနော်ဒါဖိုင်နယ်မှာခေါ်ရိုက်လိုက်ပြီအဲ့တော့ဒီကနန်းသုံးလုံးခေါ်နဲ့ဒီကနန်းသုံးလုံးသုံးနဲ့ကိုတုံညာလို့ကျွန်တော်လုံးဝမဖြတ်တော့ဘူးရိုက်လိုက်ပြီဗျာဒီကနန်းသုံးလုံးငါးနဲ့ဒီကနန်းသုံးလုံးငါးနဲ့တုံညာလုံးဝမဖြတ်တန်းရိုက်လိုက်ပြီဒီကနန်းသုံးလုံးသုံးနဲ့ဒီကနန်းသုံးလုံးခွနဲ့တုံညာလုံးဝမဖြတ်တန်းရိုက်လိုက်ပြီဒီကနန်းသုံးလုံးတင်နဲ့ဒီကနန်းသုံးလုံးကိုးနဲ့တုံညာမဖြတ်တန်းရိုက်လိုက်ပြီဗျာဒီကနန်းသုံးလုံးတင်နဲ့ဒီကနန်းသုံးလုံးကိုးနဲ့တုံညာဆိုတဲ့ကနန်းမဖြတ်တန်းရိုက်လိုက်ပြီအဲ့တော့ဗျာထိတ်စည်း10လုံးထေတော့မယ်ထိတ်စည်းက10လုံးထေတော့မယ်နံပါတ်6နေစားထဲမယ်ဗျာ6လေးရလေကောင်းနေ6လေးရလေကောင်းတော့အဲ့ဒီနံပါတ်6နဲ့3လုံး1နဲ့ခေါ်နေဆိုရင်ဒီ4နဲ့1ကိုခေါ်နေဗျာနော်အမှထဲပြီဒီနံပါတ်4နဲ့3လုံး8နဲ့နှစ်တယ်ဆိုလို့ရှိရင်ဒီ3 9 3ညာဆိုရင်ကနနှစ်လူရိုက်မယ်ဒီနံပါတ်9နဲ့3လုံး9နဲ့4တယ်ဆိုရင်3ညာခွန်4လူရိုက်မယ်ဒီနံပါတ်9နဲ့3လုံး9နဲ့8တယ်ဆိုရင်ဒီ3 8ခွန်8လူရိုက်မယ်ကျွန်တော်တို့ဒီမှာနံပါတ်2နဲ့3လုံး1နဲ့3တယ်ဆိုလို့ရှိရင်ဒီကဏ္ဍကို3လုံး3တယ်ဆိုတဲ့ကဏ္ဍနေစာပြီးထင်မယ်ဒီနံပါတ်6ကိုဒီ6လေးနေကနေထဲပြီးဗျာနော်နေဆိုတဲ့ကဏ္ဍလေးကောက်ထဲပြီးဒီခွန်3နေဆိုတဲ့ကဏ္ဍလေးထဲပြီးဗျာနော်ဒီ9 3ညာ3ဆိုတဲ့ကဏ္ဍနှစ်တွေထဲပြီးဗျာနော်ကျွန်တော်တို့ဒီမှာဆိုရင်336ဆိုတဲ့ကဏ္ဍနှစ်တွေထဲပြီးဗျာနော်ကျွန်တော်ဒီမှာ88ဆိုတဲ့ကဏ္ဍဒီ6ကြီးနဲ့နှစ်ကြီးလည်းပိတ်ထဲပြီးဗျာဒီ6လေးနှစ်ကနေထဲမယ်ဗျာအလွတ်ကြီးထဲမယ်အဲ့နှစ်ကိုဒီခွန်3နှစ်ဆိုတဲ့ကဏ္ဍထဲမယ်ဗျာနော်ဒီ933ဆိုတဲ့ကဏ္ဍထဲမယ်ဗျာဒီ336ဆိုတဲ့ကဏ္ဍထဲမယ်ဗျာဒါ886ဆိုတဲ့ကဏ္ဍနေအဲ့ဒါနှစ်ကြီးတွေပိတ်သေးတယ်ဗျာဒီ64နှစ်တို့ခွန်3နှစ်တို့933တို့336တို့886တို့ထဲတယ်အဲ့လိုထဲနောင်ငါဆိုလဲဒီပြီးသားပဲဗျာနော်နောင်ငါဆိုလဲငါဘောဗျာနော်ဒီကောင်ဒါမှကျွန်တော်3ဘာကူကတ်တရပြပြီးသားဆိုတော့ဒါနောင်ငါနည်းနည်းတဏှာမုတ်တဏှာငါပါနိုင်တယ်အနေထားမျိုးလေတွေးနေတယ်ဗျာမဆွဲပြီးလို့မရဘူးဗျာကျွန်တော်ချိုင်းထဲမှာငါကြီးဖြစ်နေတော့ထိတ်စည်းတော့မပြီးဘူးဗျာနော်ထိတ်စည်းတော့မပြီးဘူးအလေနဲ့နောက်ကတော့ပြီးတယ်နံပါတ်5ဆိုပြီးကနေပြီးတော့သူကပါဆုံးလဲဆိုတော့ဒီခွာတစ်ကလေးကလည်းဆုံးနေနော်ခွာတစ်ကလည်းမနေပြောပြီးသားဆိုတော့ကဲဒါ6နဲ့ရိုက်တာနံပါတ်9နဲ့ရိုက်တယ်ဆိုလို့ရှိရင်နောက်9နဲ့ရိုက်ဒီနှစ်နဲ့3လုံးနှစ်နဲ့4ဆိုလို့ရှိရင်ဒီကဏ္ဍ3လုံး4ဖြစ်မဲ့ဆိုရင်ခွန်3ညာ6ဆိုတဲ့ကဏ္ဍပေါ့နော်နံပါတ်8လို့ရိုက်ရင်နံပါတ်8လို့ရိုက်ရင်ဒီနှစ်နဲ့3လုံး3နဲ့ဆို5ဆိုရင်ဒီမှာ8ခွန်3ညာ5ပြီး6 6ပြီးခွန်ဒါလည်းရေးတော့မယ်ဒါ9 3ညာဒါ3ညာ3ညာ
ဒါ1 3ညဒါ2 3ညဒါ3 3ညဒါ4 3ညဒါ5 3ညဟိုက5 6ခုဒီမှာနံပါတ်8နံပါတ်9နံပါတ်3ညနံပါတ်1နံပါတ်2နံပါတ်3နံပါတ်4ဒါလည်းဆွဲပြပြီးပြီဗျာနော်3ည9လည်းဆွဲပြပြီးအခုဒီမှာ6 3ည5ဆွဲတယ်ဒါဆွဲပြပြီးကြံတဲ့ကဏ္ဍထဲမှာမဆွဲပြတဲ့နံပါတ်ရှိတယ်အဲ့နံပါတ်ထဲမှာဆွဲပြမယ်ကဏ္ဍကတော့3 3ညနဲ့ဆိုတဲ့ကဏ္ဍဆွဲပြမယ်ဗျာနော်ဒီ10ပေါက်ထဲမှာအလဲတိုင်း3ညနဲ့ပတ်သက်လို့အဲ့ဒီ10ပေါက်ထဲမှာ3ည9ကဆွဲပြပြီးအခု6 3ည5နံပါတ်5အနေနဲ့တော့မသိပြန်5 3ညလေးတွေဂူးကွာတော့မသိဘူးဒါအမှ3ည9 3 3ညနဲ့6 3ည5တော့ကျွန်တော်ကဏ္ဍတော့တင်มาတော့ဖြစ်တယ်တရားတော့စဉ်းစားမှုပေါ့နော်အဲ့ဒါကြီးကြတော့သူကအဲ့ဒီဒိဗေသဘောပေါက်လားသူကဗျာဒီခါတို့ဒီ6ထိပ်တွေ1ထိပ်တွေထွက်လို့ရှိရင်အဲ့ကောင်1ပရိပဲ1ထိပ်6ထိပ်ထွက်လို့ရှိရင်ဒါ1ပရိပဲခွန်ထိပ်2ထိပ်တွေထွက်ရင်3ပရိပဲအဲ့ဒါဆို3ပရိနော်အရှစ်ထိပ်3ထိပ်တွေထွက်လို့ရှိရင်5ပရိအဲ့ဆိုရင်5ပရိ9ထိပ်4ထိပ်ထွက်လို့ရှိရင်ခွန်ပရိနောက်9လေးနဲ့ထိပ်စည်းထွက်လာအဲ့ကောခွန်ပရိနံပါတ်3ညနံပါတ်5လို့ထိပ်စည်းထွက်လာတယ်ဆိုရင်တော့အဲ့ဒါ9ပရိဒါထိပ်စည်းတွေထွက်လာလို့ရှိကြိုက်တဲ့ကောင်ထိပ်စည်းထွက်လာအဲ့ဒီကောင်ထွက်ရင်ဒါပဲ break ပြောရတော့ဒါ break အဲ့ဒါ break ဒီကောင်ထိပ်စည်းထွက်ရင်ဒီကောင်ထိပ်စည်းထွက်လို့ရှိ9 3ညထွက်လာလို့ရှိ9 break ထိပ်စည်းကထွက်ထိပ်စည်းကပြောရတော့6ထွက်ရင်အဲ့ဒါ1 break 9ထွက်3 break 8 3ထွက်5 break 9 4ထွက်9 break ဒါအဲ့ဒီထိပ်ကြီး10လုံးကြိုက်တဲ့ကောင်ထွက်လာအဲ့ break ကြီးနဲ့ဒီပေါက်ပြန်တကွက်သေးဒါသူ့ရဲ့တစ်ဆိုင်သေးပြပြတစ်ဆိုင်သေးပဲဒါအဲ့ဒါတောက်လျှောက်ပေါက်တယ်ထိုင်းကြီးရဲ့9ချိန်မြောက်ကနန်းဒါပဲနာကဲအဲ့ထဲကနေပြီးတော့3 3ညနဲ့ဆိုတဲ့ကနန်းကိုဒီမူဝမတွက်ဘူးအဲ့ဒီရဲ့နံပါတ်ကြီးကိုကျွန်တော်ကနန်းဖော်ထုတ်ပြလိမ့်မယ်နော်3 3ညနဲ့3 3ညနဲ့ကနန်းဖော်ထုတ်မယ်ဟုတ်ပြီတော့အဘ3 3ညနဲ့ဆိုတဲ့ကနန်းပါတယ်ကဲဘယ်အတိုင်းရိုင်မလဲဆို3 3ညနဲ့ရှာတဲ့လူကကောင်းမှုနောင်ရှာနော်ကြည်ပြီးလေတီချာလေစောကြကောင်း3ထေးလေ3ထေးကတော့မိန်ကနန်းနေတော့လိုက်ထိုးပြ3ထေးကမိန်ကနန်းလိုက်ထိုးလို့ရှိအဲ့ကောင်5 break ကြတယ်နော်အဲ့ဒါလေးကလာပြီးသားပဲ3 8ထိန်နဲ့အဲ့ကောင်5 break ကြတယ်အဲ့ကောင်မိန်ပြန်နော်ဒီနံပါတ်8နဲ့ဒီနံပါတ်6နဲ့4ဆိုရယ်ကနကြာအဲ့လေးကဒီနံပါတ်8နဲ့ဒီနံပါတ်6 4လို့ထဲတယ်အဲ့လိုထဲတယ်အဲ့နပင်ပြီးလို့ရင်ဒီနံပါတ်1နဲ့ဒီနံပါတ်3ညာ1လို့ကြာတယ်အဲ့ဒီကနံပါတ်9နဲ့နံပါတ်9 1လို့ကြာအဲ့လိုကြာတယ်ဒီနပင်ပြီးလို့ရှိဒီနံပါတ်4နဲ့ဒီနံပါတ်2နဲ့6လို့ကြာတယ်အဲ့6နံပါတ်9နဲ့နံပါတ်6လို့ကြာတယ်အဲ့ဒါဒီနပင်ပြီးလို့ရှိဒီနံပါတ်3နဲ့ဒီနံပါတ်8နဲ့1လို့ကြာတယ်အဲ့နံပါတ်6နဲ့5နဲ့1လို့ကြာတယ်
အခုဘာကြလဲဆိုဒီနပေပြီးနံပါတ်6နဲ့3နဲ့ဆိုရယ်ကန9လို့ကြားတယ်ဒီနံပါတ်6နဲ့ဒီ3နဲ့9လို့ကြားတချို့လေ3ဘူးအလေတိုင်း3လေလာနော်ဒါမဲ့နေရရွေဦးပါပြတောင်းလာမျောလာဒီကောင်3ကလေအလေ3နဲ့ထိတ်3နော်နေရတော့ရွေမှာပဲတောင်းနေမြောက်နေနဲ့ထိတ်ကြီးရောက်သွားမယ်တဘောလေရှိတယ်အဲ့နံပါတ်3ဆိုခဏနေဒီအောက်မှုမှ3ထိတ်နဲ့တလုံးပြအောင်အခု3ညနေပြားမှာနော်အမမူချင်းကမတူဘူးလို့ပြောပြတယ်နော်သူရိုက်တဲ့ပုံစံအဲ့မှကြည့်အဲ့ဒါမတူဘူးနော်အမရိုက်တဲ့ပုံစံဒီကောင်ဒီဖက်ကနေရိုက်တယ်ကနဟိုကောင်အပေါ်ကနေနပင်ချနေရိုက်တယ်ကနအဲ့ထဲမှာကန3ညနေဆိုရင်ကနပါတယ်နော်အဲဒါ3ညနေကိုအဲ့မူကြီးထဲနေပြီးတော့ဒီဖက်ကိုဆွဲရိုက်မှာကဲဟုတ်ပြီအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီကနာ3လုံး9ဖြစ်သွားတယ်ဗျာဒီ1နဲ့6ဆိုရင်ကနာ9ဖြစ်သွားတယ်ဒီ9 3ညနဲ့ဆိုရင်ကနာ1ဖြစ်သွားတယ်ဒီခွန်9ခွန်ဆိုရင်ကနာ3ဖြစ်သွားတယ်ဒီနဲ့6 5ဆိုရင်ကနာ3ဖြစ်သွားတယ်ဒီ9 3ည3ကနှစ်ကြီးဖြစ်သွားတယ်ဒီ1နဲ့6ဆိုရင်ကနာ9ဆိုရင်ကနာဖြစ်သွားတယ်ဒီ9 3ညနဲ့ဆိုရင်ကနာ1လို့ဖြစ်သွားတယ်ဒီခွန်9ခွန်ဆိုရင်ကနာ3လို့ဖြစ်သွားတယ်ဒီနှစ်ချောင်း5ဆိုရင်ကနာ3လို့ဖြစ်သွားတယ်ဒီ9 3ည3ဆိုရင်ကနာ2လို့ဖြစ်သွားတယ်အဲ့ဒါဆိုကာလာပြောင်းပြီနော်9နော်9ဆိုတော့9တော့မယ်ဒီနာဘတ်ခေါ်ဒီ3လုံးနဲ့9မယ်ဒီနံပါတ်5ဒီ3လုံး6နဲ့1မယ်ဒီနံပါတ်4ဒီ3လုံး9နဲ့3မယ်ဒီနံပါတ်3ညဒီကနာ3လုံး3နဲ့3မယ်ဒီနံပါတ်1ဒီ3လုံး1နဲ့2မယ်အမကျွန်တော်ပြောတာရှင်းရှင်းလေးဒီမှာ1နဲ့6 9ကြီးလို့9 3ညနဲ့1လို့ခွန်9ခွန်3လို့နှစ်ချောင်းက3လို့9 3ည3က2လို့အဲ့ကနန်းလိုက်လာမယ်ကနန်းဒီမှာနံပါတ်ခွန်ရှိတယ်လို့ဒီခွန်နဲ့ဒီ3လုံး4နဲ့နော်ဒီခွန်နဲ့ဒီ3လုံးနဲ့ဒီကောက်9တော့မှလို့ဒီမှာနံပါတ်5ရှိတယ်လို့ဒီ9နဲ့ဒီ3လုံး6ကောက်1တော့မှလို့ဒီမှာနံပါတ်4ရှိတယ်4နဲ့ဒီ3လုံး9နဲ့ဘာဖြစ်3လို့ရိုက်မှလို့ဒီမှာနံပါတ်3ညာရှိတယ်လို့ဒီ3လုံး9နဲ့6နဲ့ဒီကောက်3တော့မှလို့ဒီမှာနံပါတ်1ရှိတယ်လို့ဒီကနာ3လုံးတင်တဲ့နှစ်ကြီးရိုက်မဲ့3 3ညာအဲ့မှာနောက်ကနာတော့ဒါဒီ3လုံးခေါ်3လုံးခေါ်တဲ့ဒီ3လုံးရှေ့9ဆိုတဲ့ကနာမရိုက်ဒါ3လုံး6နဲ့ဒီ3လုံး9 5လို့ပဲရိုက်ဒါ3လုံးခေါ်3လုံးရှင်းနဲ့9လို့ပဲရိုက်ဒါ3လုံး9နဲ့3လုံး6 5လို့ပဲရိုက်ဒါ3လုံးခေါ်နဲ့3လုံးရှင်းနဲ့9လို့ပဲရိုက်အဲ့3 3ညာနဲ့ဆိုတာအဲ့ကနာပဲရိုက်ဒါအဲ့3 3ညာနဲ့ကသူဖော်မြူလာကြတဲ့ပုံစံကနာအဲ့လူတွေခောက်တုတ်ခောက်ပြန်လေးတွဲပြီးတော့ကနာကြာလာတဲ့နံပါတ်နော်အဲ့လို3 3ညာနဲ့ဆိုတဲ့ကနာအဲ့လိုဆော့နော်အဲ့လိုဆော်တဲ့3 3ညာနဲ့ဘေထဲမှာရောက်နေတယ်ဆိုခါတို့ဒီထဲမှာရောက်နေတယ်ဒီထဲမှာရောက်နေတယ်ဒီမူမှာရောက်နေတယ်အဲ့ဒါဒီမူကကနာမှာနံပါတ်3ညာနေပြီးတော့ဒါကနာဆော်ကြည့်တဲ့အခါမှာဒီ3 3ညာနေအဲ့မှာတတ်တွေ့တယ်နော်အဲ့ဒါတော့ဟိုကျွန်တော်ပြောမယ်ဟိုသူများကလန်ဒါဆွဲထားရှိသေးဗျာကျွန်တော်လည်းမတင်ပေးရပါဘူးသူကတော့တင်ထားတယ်ကိုဝင်ကြည့်ကြပါတော့သူဆွဲထားတယ်အဲ့ကနာလေးတည်တတ်တယ်အဲ့3 3ညာနေလေးနော်အဲ့ဒါလေးတည်တတ်တယ်တည်တတ်လို့ပြောပြတာမတည်တတ်ရင်ကနာအဲ့လောက်ရှင်းပြီးတော့လိုက်မရှာတော့ဘူး
နော်အဲ့တော့သုံးထိန်နဲ့ပတ်သက်ပြီးတော့ပဲ final ပေးကြတာမို့သုံးထိန်နဲ့ပတ်သက်တာလေဆောပြအောင်ပြီနော်သုံးထိန်ကဘာလို့အဲ့လိုမျိုးဖြစ်နိုင်လဲဆိုတော့ပြောပြလုံးရင်တွေပါနေတော့ဘာတော့ရင်တွေတစ်ခွက်လောက်လုံးပေါ့လုံးမတာမောတယ်ခဏလေးကြီးမေးပြမယ်မလဲတော့သီးတပိတင်တာမလေးကိုယ်ကသာရှင်းကြတော့ကဲ final မှုတဲလေးတက်ကြပါဦးလက်မပြပြလေးထောက်တဲလေးတက်ပြီးတော့လုံးပါဟာငါလူတွေပိုက်ပြီးကဲတဲလေးအားရပါရလက်မလေးထောက်ချက်လက်မလေးပါလေးအားရထောက်ပြီးတယ်လို့ကဲနှက်ကွက်ဆွဲပြီးတော့ပြီးပြီနှက်ကွက်ဆွဲပြီးတော့ပြီးပြီသုံးနဲ့ပတ်သက်လို့ဒါ6ထဲဒါခွန်ထဲဒါ8ထဲဒါ9ထဲဘာထဲ6ထဲခွန်ထဲ8ထဲ9ထဲဘာဖြစ်လို့ထဲလဲ6ခု8ခုဘာလို့ထဲလေရန်ထဲတာလားရန်ထဲလိုက်တာလားရန်ထဲတာတော့မဟုတ်ရပါဘူးသူထဲတဲ့အဓိပ္ပာယ်သိချပေါက်ရှိရမှာပေါ့နော်ဒါသုံးလူချောင်းနေပြီးလာတယ်ဒါသုံးလူခွန်ပြီးလာတယ်ဒါသုံးလူရှက်ကနေပြီးလာတယ်ဒါသုံးလူကိုကနေပြီးလာတယ်ဒါသုံးလူချောင်းဒါသုံးလူခွန်ဒါသုံးလူရှက်ဒါသုံးလူကိုဒါသုံးလူချောင်းသုံးလူခွန်သုံးလူရှက်သုံးလူကိုဘာဖြစ်လို့အဲ့6ခွန်ရှက်ကိုပြီးတာလေအဲ့သုံးထိန်ဆိုကနန်းကနန်းစပြရနော်စပြရသူဘာလို့ပြေးလဲဆိုတော့ရှိရမယ်လေသူကနန်းမရှိလို့မရဘူးလေနော်အဲ့နေရာမှာဒီကောင်ရှိရမယ်လေကနန်းမရှိဘဲနဲ့ဘလို့လုပ်ပြီးတော့ကနန်းတော့ဖြစ်မှာလေပေါ့နော်နှစ်ထိတ်3ထိတ်6ထိတ်3ထိတ်အဲ့3ထိတ်ပဲပြီးတာသူဘေးမှာဖြစ်စဉ်တကောင်လို့ရှိပါတယ်ဒီကောင်ဘေးကပြီးလာလေဆိုတော့ကနန်းပြီးတာအမသူတေးကြီးပါဗျာကနန်းဖြစ်စဉ်နေဒီကောင်ကောက်ပြီးတာလေနော်ကျွန်တော်လည်းခါလူပြနေနေလူလေးပင်ပန်းလာလူလာတော့မသိဘူးဗျာအမသူဖြစ်စဉ်လေးနဲ့3ထိတ်ကတေချာပေါက်ပြီးလာတာဗျာဒီကောင်တလုံးချင်းကောက်ပြီးလာတာနော်ထားလိုက်တော့ဗျာနော်ကျွန်တော်ခေါင်းနဲ့နောက်တော့ကျွန်တော်အဲ့3ထိတ်ကဒီဖက်ကပြီးတယ်ဒီဖက်ကနေပြီးလာတာအဲ့3ဟာဣစာရွယ်ပေရောလည်းမသိ
打下了来搞闹的，后来记得说到嘞，哎，你不要我了，我这。他来到那，哎东啊，你别啊别的别，哎个，哎别啊别，得龙去别了，哎嘛，正如闹个呢，这车里表演呀，你闹过。နောက်ကိုကျွန်တော်တို့ကကနန်းဘလို့တွတ်တယ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီ3ရက်နေ့တည့်ရိုက်တော့မယ်အဲ့3ဒီ959ဆိုတဲ့ကနန်းတည့်ရိုက်မယ်အဲ့959ဆိုတဲ့ကနန်းတည့်ရိုက်မယ်အဲ့တော့ဒီအောက်ကနံပါတ်9အောက်က9ဒီ66ခွန်ဆိုတဲ့ကနန်းတည့်ရိုက်မယ်နော်ဒီ66ခွန်တည့်ရိုက်မယ်အောက်က9อ่ะနောက်ကျွန်တော်ဒီနံပါတ်4ဆိုတဲ့ကနန်းတည့်မယ်ဒီနံပါတ်4အဲ့လေးကဒီနံပါတ်5ဒီနံပါတ်2ဒီနံပါတ်ခွန်တည့်မယ်နော်5နဲ့ခွန်တည့်မယ်အဲ့တော့ကျွန်တော်ဒီနံပါတ်ခွန်ဟုတ်လား3နှစ်ပင်ကျော်9နှစ်ပင်ကျော်4နှစ်ပင်ကျော်ဒီခွန်တည့်မယ်အဲ့ခွန်ဒီ9တက်တက်ဆိုတဲ့ကနန်းတည့်မယ်9တက်တက်ဆိုတဲ့ကနန်းတည့်မယ်ဒီနံပါတ်3ဒီ959တည့်မယ်နံပါတ်9ကဒီ66ခွန်တည့်မယ်နံပါတ်4ကဒီ9နှစ်ခွန်တည့်မယ်ဒီနံပါတ်ခွန်က9တက်တက်လမ်းတည့်မယ်အဲ့နေရာမှာမနေရပြောလိုက်တဲ့3ည break 3ည break ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကနန်းထည့်ပေးလိုက်တော့မယ်နော်ဒီ3လုံး3ညနဲ့ပဲထည့်လိုက်တော့မယ်3လုံး3နေထည့်မယ်ဒါ3လုံး2ကနေထည့်မယ်ဒါ3လုံး1ကနေထည့်မယ်အဲ့ဒါကနန်းချိန်ထားတဲ့နံပါတ်နေထည့်နော်ဒါ3လုံး3ညနေထည့်မယ်နောက်လုံးပေါင်းခေါ်မမီလာတော့မသိဘူးဒါ3လုံး3နေထည့်မယ်ဒါ3လုံး2ကနေထည့်မယ်ဒါ3လုံး1ကနေထည့်မယ်ဒါ3လုံး3ညထည့်မယ်အဲ့ဒါကြီးကိုဒီကောဒီတကြီးကိုဒီတပရိကြီးရိုက်ဒီကနန်းလုံးခေါ်ဒီခွန်ပရိကြီးရိုက်ဒီကနန်းလုံးတပရိကြီးရိုက်ဒီကနန်းလုံး3ည3လုံး3ညရိုက်ဒီနောက်လုံး9ရိုက်အဲ့နောက်လုံး9ရိုက်လို့ရှိ361ဆိုရကနန်းဒါအဲ့ဒါ361ဆိုရကနန်းရိုက်အဲ့3ထိပ်ရှိတယ်ပဲ3ထိပ်ကအိုင်ဒီလာရီကနန်းတွေးပြီမလွယ်ပါလားကွာဒီလူတွေပြရတာဒီမှာနံပါတ်3ဆိုရကနန်းရှိဒီမှာနံပါတ်3ဆိုရကနန်းရှိအဲ့3ကဒီခွန်လေးနှစ်ကိုရိုက်တာအဲ့ခွန်လေးနှစ်ရိုက်တာဒီမှာနံပါတ်1ဆိုရကနန်းရှိတယ်အဲ့1ကဒီ353ဆိုရကနန်းရိုက်တာဒီမှာနံပါတ်3ဆိုရကနန်းရှိတယ်အဲ့ဒီ616ဆိုရကနန်းရိုက်တာဒီမှာနံပါတ်တော့ဘာလို့နံပါတ်ဘာလဲဒီမှာဆိုရင်933ဆိုရင်ဒီပါဦးအဲ့လိုရိုက်မှာဟောဒါ3လုံး9လေနံပါတ်9လေဟုတ်ပါတယ်လူကလည်းဘာဖြစ်နေလဲဒီမှာနံပါတ်9ရှိတယ်ဒီ633ရိုက်တာအမ3ထိပ်ဆိုရကနန်းရှင်းပြရပြဂျိုနီပြန်နေပြီနော်ဟိုတစ်နဲ့ဆိုင်ဒီကောင်ပဲကောင်းတယ်လားတော့မသိဘူး3တို့ဒါ1တို့ဒါ3တို့ဒါနံပါတ်9တို့အဲ့လိုရိုက်တဲ့3ထိပ်ပြအဲ့မှာအဲ့နောက်3ကခွန်လေးနဲ့ပိတ်ရိုက်တာအဲ့ဒါ6ခွန်8ကိုဆင်းလာတယ်ကနန်းနောက်တကြီးက353ပိတ်ရိုက်ထဲတာအဲ့3ထိပ်ကအဲ့ဒါ6ခွန်8ကိုကနေလာအဲ့နောက်3ဆိုရကနန်း6တိ6ယူပိတ်ရိုက်ထဲတာအဲ့ဒါစောပြောတဲ့ဟိုအပေါ်က3လုံး6အဲ့2 6 8 6နေပြီးတော့ပတ်ဆင်းလာတာအဲ့6ခွန်8ကိုက
အမနဘကိုနောက်ပိတ်အဲ့ကိုက6 3 3ဆိုတဲ့ကရာပိတ်သေးတယ်အဲ့တော့ဒီကောင်3 ညပြိနောက်လုံးပေါင်းခွန်ရိုက်မဲ့နေရမှာဒါဟိုက3 နှစ်3 ညနဲ့ကနန်းဆင်းလာလို့နောက်တကြည့်နေဆိုရင်နောက်လုံးပေါင်းခွန်လဲပြေးရမယ်ဆိုလို့ရှင်းတော့ဒါတော့3 ညပြိတီးတန်းရိုက်ပြတာနော်အဲ့ဒါတလုံးထည့်ပြီးလိုက်တယ်နော်3 ညပြိအဲ့တလုံးတီးတန်းထည့်တယ်တချို့ကနှစ်ခွန်ကြိုက်တယ်ပြပြီးပါဆရာဆိုတော့လေကျွန်တော်မလေးနော်မပြပြီးရမဟုတ်နော်ကဲဒီခါ36တက်ပြီးခွန်နှစ်တက်ဆိုရကနတပေါပြီးနားပြီပြန်ပြန်ကြည့်ပြန်တော့ဒီခါ6ခွန်8 9မရိုက်ဘူး4နေရိုက်တယ်ဗျာ4ပြီးဒီကောင်5နေရိုက်တယ်ဗျာ5ပြီးဒီကောင်6ကနေရိုက်မယ်ဗျာ6ကနေဒီကောက်ခေါ်ရိုက်မယ်ဗျာစောစော6ခွန်8 9အခုကမဟုတ်တော့ဘူးအခုက4 5 6ခွန်နေရိုက်မယ်4 5 6ခွန်နေရိုက်မယ်သူလည်းတပါဝကြားတယ်နော်ဒီ3 ည 4ဆိုတဲ့ကနနှလုံးလေးကိုသွားရိုက်မယ်နှစ်ထက်ရဒါ93နှစ်ကနေရိုက်မယ်ဒီ93နှစ်ကနေရိုက်မယ်အဲ့4ပြီး5ရိုက်တော့မယ်9ရိုက်ဒီမှာ1 3ဆိုရကနနေရိုက်တော့မယ်9ပြီး6ရိုက်တော့မယ်6ရိုက်လို့ရှိရင်ဒီမှာခွန်3 6ဆိုရကနရိုက်မယ်6ပြီးခွန်ရိုက်မယ်9ခွန်ဆိုရကနလမ်းရိုက်မယ်အဲ့တော့ဘောပေါရင်းနော်ကန10လုံးအကုန်ထုံပြနေတာဒါပေမဲ့တကွက်ဒီပဲထုံပြပါလေကနဒီနှလုံး4နေထဲတာလို့ဒီနှလုံး5နေထဲတာလို့ဒီနှလုံး6နေထဲဒီနှလုံးခွန်အဲ့4 5 6ခွန်ဒီကောင်ဆင်းလာမယ်နဘကနေထဲပြတာနော်အမနဘခွန်4 5 6ခွန်ထဲလိုက်ပြီအဲ့နဘခွန်လည်းအသေးပဲလေးရှိပါစိုးစိုး6လေး3လေးဒီပဲရှိဒါပေမဲ့ဒီကောင်ကြီးကတော့ဒါ4 5 6ခွန်ဆိုတာအဲ့ဒီကနန်းတင်မဲ့နဘကိုဦးစားပေးရမယ့်နံပါတ်ကိုကျွန်တော်ပြန်ရိုက်ရမှာဗျအဲ့ဒီခါမှာတစ်စင်ချင်းရိုက်တော့မှဒီကောင်အဲ့ခါကျမှဒီ3လုံး6ဆိုရကနဒီ4နဲ့နဲ့6လို့ရိုက်တော့မှာဒီနံပါတ်လေးကိုဆွဲထားတဲ့အကြောင်းပြောဒီနှလုံး9ဆိုတာဒီ3လုံးခေါ်အဲ့ခေါ်ဒီနံပါတ်ခေါ်နဲ့ဒီနှလုံး3ညာနဲ့ခွန်လို့ရိုက်တော့မှာအဲ့နေပြီးတော့မှကျွန်တော်ဒီ3လုံး8နော်ဘယ်ရောက်လာ3လုံး6 3လုံး6ရိုက်တယ်ဒီကောင်3လုံးခေါ်ရိုက်တယ်ဒီခွန်5 6 8ကိုကျွန်တော်ဒီ9ဟုတ်ပါဘူးခဏလေးနော်6ခွန်3လို့ရိုက်တာသူကဒီဖဲရိုက်တာလက်တာဒီကနန်း3လုံး6ကိုဒီ3လုံး6ကိုဒီကောင်ဒီနှလုံးလေးနဲ့6လို့ရိုက်တာအဲ့မူလေးကောင်းတယ်မခုတ်တူလေးအဲ့ဒါဒီ3လုံးခွန်ဆိုတာဒီကနန်းနှလုံးခွန်နဲ့ဒီလုံး3ညခွန်လို့ရိုက်တာကျွန်တော်ဒီခွန်6 5 8ဆိုတာဒီကနန်းနှလုံးလေးနဲ့ဒီလုံးလေးကို8လို့ရိုက်တာဒီကနန်း3လုံး9ဆိုတာဒီနှလုံး3ညနဲ့ဒီနှလုံး9နဲ့ကို9လို့ရိုက်တာနော်အဲ့တဘောပေါက်လို့မယ်အဲ့အပြီးမှဟိုတကြီးကောက်ထဲစောပြောတယ်3ကောက်ထဲအဲ့3ကဒီကောင်ဒီ9 5 9ဒီကောင်ကောက်ရိုက်တော့မှအဲ့လိုမျိုးရှောက်ရိုက်တော့မှသူဒီ9ကိုကောက်ထဲအဲ့9ကဒီ6 6ခွန်ဆိုတယ်ကနကောက်ထဲအဲ့6 6ခွန်ဆိုတယ်ကနကောက်ထဲဒီ4ကောက်ထဲအဲ့4ဆိုတယ်ကနဒီ9နှစ်ခွန်ဆိုတယ်ကနကောက်ထဲ9နှစ်ခွန်အဲ့တော့ကျွန်တော်ဒီမှာဒီနာဘခေါ်ကောက်ထဲတော့ဒီ9တက်ဆိုတယ်ကနကောက်ထဲတော့အဲ့9တက်ဆိုတယ်ကနကောက်ထဲတော့အဲ့ဒါဘာဖြစ်လဲ3ညပြိဖြစ်မှာပေါ့ဒီကောင်ရှစ်3တကြီးနှစ်3ည9ရိုက်တာခွန်3ည3ခွန်ရိုက်တယ်ကနပြောဒီရှစ်3တ6 8ခွန်ရိုက်တယ်ဒီနှစ်ရှစ်3ညခွန်နဲ့တက်လို့ရိုက်ဒါတော့မိမိကြိုက်တော့ဆက်ဆိုးဖို့ပြန်နော်အဲ့ဒါတော့ခွန်နဲ့တက်ဆိုရကနတော့ဒါ4 5 6ခွန်6ခွန်8 9နှစ်ပန်းလုံးထားတယ်ကနမီအဲ့ကနနေလုံးထားပြီးတော့မှခွန်နဲ့တက်ဆိုရ3ညပြိကြီးတာခွန်ပြပါဆိုနှစ်ခွန်သွဲပါဆိုတော့လေကျွန်တော်လည်းနှစ်ခွန်သွဲပြပြီးလိုက်တယ်တောင်းဆိုမှုရနော်ကဲရပြီပါရီကောင်းလေဆိုတော့ဒါ3ညပြိနေနဲ့ပြောတော့တာနော်ဟ
တုံညာပရိနေနဲ့ဒီသုံးထိန်နဲ့ပတ်သက်လို့ပေါ့လေသုံးထိန်နဲ့ပတ်သက်လို့ကနန်းစီစစ်တာရတော့မကြိုက်ဘူးလားတန်ဖို့ရှိပါလေဒါသုံးထိန်နဲ့ကနန်းစီစစ်တာတော့ကောင်းတယ်နော်ကောင်းတယ်အဲ့ဒါလေးကြိုက်တယ်နော်ကျန်တာတော့ကျွန်တော်မပြနိုင်တော့မပြနိုင်တော့ကိုယ်ကအဲ့မှာကြည်ပြီးတော့လို့တုံညာပရိထကြိုက်တဲ့လူများဆိုရင်ကျွန်တော်ပရမစီစစ်တာ695နောင်ငါနေဒါစီစစ်တာအဲ့ဒါ695ဆိုရင်ကနအဒီပဲရောက်တယ်695လေကနဟိုနော်ကနထေတာတော့ဒီရှင်နှလုံးငါနဲ့နောင်ငါတွားကြလို့ရှင်တော့ဂွမ်းတော့သူအပြဘေးပြန်ညာပြန်ထဲတာဟိုကဒီ381ဆို9နှစ်3ညာရိုက်တာဟိုဒီ90663ခေါ်ရိုက်တယ်ဒီ459ဒီ968ရိုက်တယ်ဒီ933ညာဒီ3ညာရိုက်မယ်ဆိုရှင်လုံး9ဆိုခါလို့စောစော3ထိတ်ကြိုက်လို့ရှင်3နဲ့9ဆိုဒီကနကြာတယ်အဲ့ကောတော့3ထိတ်ကြိုက်ဒါမဲ့ဒီကအဲ့ဒါကျတော့နံပါတ်6နဲ့မှလာတာအဲ့69နဲ့မှကွက်ဒီအဲ့ကနနောင်ငါလည်းတီးပြီးသားပဲနောင်ငါတရှိတဲ့ရေပဲရေဘလို့ရှိလေးဒီကဒီ3လုံး5နဲ့3ပဲရှိ4နဲ့4ပဲရှိဒီ3လုံး3ညာ3လုံးပဲရှိဗျာဒီ3လုံးနဲ့3 6ဘလို့ရှိအဲ့နောင်ငါဆိုတဲ့ကနဒီရှိပေါင်း5နဲ့ဆိုရင်3ညာပြီအဲ့ဒါကွာဒီပဲသူ3ညာအဲ့ရှ3ဆိုတဲ့တစ်ကနဲ့3ညာ9ခွန်3ညာအစော3ခွန်လို့ရှ3တစ်က6 8ခွန်ဒီနံပါတ်နဲ့ရှင်းတဲ့ဇောင်းကတုံညာအဲ့ဒါရှိန်လုံးငါနဲ့နောက်ငါရဲ့မူပဲဒါတော့ကျွန်တော်695တို့395တို့ကိုကူကြီးချမယ်ဗျာနော်ဒါတော့ရှင်းပြတဲ့တဘောနော်တော့ကြာကနများတယ်ဖြစ်သွားမယ်ကဲရပြီလေအလုံးကျေးဇူးတင်ပါတယ်နော်သုံးပင်ဆိုင်ဒီမပြနိုင်တော့ပြကျွန်တော်ခေါင်းနဲ့နောက်နေလို့ဒါအဲ့ဒါကျွန်တော်စိုးစိုးပြသွားတဲ့နံပါတ်လေးတွေပြန်ကြည့်ဖို့ဗျာဒါလေးတွေစေဝင်စားတယ်ဆိုရင်လည်းဒါကိုဘရိတ်ကိုရိုင်းတော့360ဘောနော်ဒါပေမဲ့ तू ကရိုက်ရမှာဒါမျိုးနောက်ပေါင်းခေါ်တော့3ထိန်နဲ့361အဲ့361မရိုက်ချင်းတော့366ရောမကြိုက်ဘူးလားနော်366နေနဲ့ရိုက်လဲကောင်းတယ်နော်ကျွန်တော်လည်းမရှင်းပြနိုင်တော့လို့ပြ366တီးတယ်မလားအဲ့တလုံးထေထားပြီးမယ်သူတင်မရိုက်6ရိုက်မှာအဲ့ဒါကြီးကြောက်လို့ဒီကောင်ဒီ3လုံးတင်ကြမှာဇိုးလူလီဗျာနော်ဒီခွန်3လုံးလူ95ခွန်လို့136လို့အမနောက်6နဲ့ရိုက်ဟိုကောင်38ထိရိုက်9ဘရီကြီးနဲ့ဆိုရင်အဲ့ဒါမျိုးလေးကနထွက်တဲ့ခါ388ပြီး366ဆိုတော့ဘလက်လန်ကိုလိုက်မယ်ကိုလူနော်ဒါ3ထိနဲ့ပတ်သက်လို့ပြောပြနေတာနော်โอเคရပြီ thank you good night မတန်းနိုင်တော့ခေါင်းတောက်လိုက်